ဒီခွေးလေးတွေရဲ့နှာခေါင်းပြတ်ပြီးမျက်နှာပုံပန်းပြက်လိတာကိုမြင်လိုက်ရရင်ရုပ်ဆိုးတယ်ဆိုပြီးမကြော်သွားလိုက်ပါနဲ့တကယ်တော့သူတို့ကလူသားတွေအတွက်အသက်ဆုံးခဲ့ရတဲ့သူရဲကောင်းဘုံရှင်းခွေးလေးတွေပါဒီလိုမျက်နှာမျိုးဖြစ်သွားရတာကတာဝန်ထမ်းဆောင်တဲ့အချိန်ပါဘုံပေါက်ကွဲမှုကြောင့်နှာခေါင်းနဲ့ပါးစပ်တွေပြင်းပြင်းထန်ထန်တန်းရရသွားခဲ့လို့ပဲဖြစ်ပါတယ်သူတို့လေးတွေလည်းငယ်ငယ်တုန်းကတော့တခြားခွေးလေးတွေလိုပဲလိပ်ပြားလေးတွေနောက်လိုက်ပြေးရင်မြူးတူးပျော်ရွှင်စွာဆော့ကစားတတ်တဲ့ချစ်စရာခွေးလေးတွေပါဒါပေမဲ့လူသားတွေအသက်အန္တရာယ်ကင်းဝေးစေဖို့အတွက်အသက်ကိုပဓာနမထားပဲအန္တရာယ်အများဆုံးမိုင်းကွင်းတွေကိုဝင်ရောက်ခဲ့ကြပါတယ်နေ့စဉ်နဲ့အမျှဘုံဒီရဲ့အနံ့ကိုခွဲခြားသိမြင်ဖို့သူတို့ရဲ့နှာခေါင်းလေးတွေကိုအသုံးပြုရပြီးအနှဲငယ်လေးအမာယွင်းဖြစ်သွားတာနဲ့ချက်ချင်းဆိုသလိုအသက်အန္တရာယ်ရှိနိုင်ပါတယ်ဒီလိုဘုံရှင်းလင်းရေးလောက်ဆောင်ရင်းနဲ့မျက်နှာကိုပြင်းထန်တဲ့တန်ရာတွေရသွားတဲ့အခါအစာစားဖို့တောင်အရန်ကိုခက်ခဲသွားကြရှာပါတယ်တချို့သောခွေးလေးတွေဆိုရင်အိမ်ပြန်မလာနိုင်တော့ပဲမိုင်းကွင်းထဲမှာတင်ထာဝရအိတ်ဆက်သွားခဲ့ရပါတယ်ဒါကြောင့်ဒီခွေးလေးတွေကိုမြင်တဲ့အခါရုပ်ဆိုးတယ်လို့မထင်ပဲလူသားတွေအတွက်ကိုချိုးစွန့်ခဲ့တဲ့သူရဲကောင်းလေးတွေအဖြစ်လေးလေးစားစားနဲ့ဂုဏ်ပြုပေးကြပါလို့တောင်းဆိုချင်ပါတယ်